รำชงรำแรงอิน CCN ท่าทางกันเปียกันดิวปีสงสารตุนฮะนันซาเตอินนันกุดกันเตะฮะเคยมากันเป็นซูเอสเตอร์ชินก็สิฮิกาCNFE Chairman Term Lina กันรวมเปียเดียวมีปูนังยันทางเฮบรัวนักกันรักในไลน์ปูนังเฮบันตุกเอ็นเอ CCN Channel เฮบรัวนักจันทานักกันเปียจะอาลุงนักตั้มปีกันในฮิกานังมา Chairman ในในซองสิเสด็จเต็มlike to peace process กันตัวจอมาแล้วมีฮิจินดานุหุ่นนิ่งเสอัตลังกันกองหาเต็นรักกอลงကျွန်တော်တို့ချင်းမျိုးသားတပ်ဦးချင်း National Front နဲ့လက်ရှိသမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကကျွန်တော်တို့အပြစ်ခတ်ရစဲရေးအတွက်ဆွေးနွေးနေတဲ့အဆင့်မှာရှိပါတယ်အခုကျွန်တော်တို့သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကနေပြီးတော့ငြိမ်းချမ်းရေးဖော်ဆောင်မှုအလုပ်ကော်မတီဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့နဲ့ကျွန်တော်တို့တိုင်းသားအားလုံးရဲ့ကိုစား NCCT တို့ဟာ2015 March လ31ရက်နေ့မှာတနိုင်ငံလုံးအပြည့်ခတ်ရစဲရေးမူကြမ်းကိုလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အဆင့်ကိုရောက်နေပါပြီ။ဒါဟာလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းသားတွေရဲ့နှစ်ပေါင်း60ကျော်လက်နက်ကင်ပရိပက္ခတွေအတွက်လမ်းစာအနေနဲ့စစ်ရေးတိုက်ခိုက်မှုကနေပြီးတော့နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ဖို့အတွက်ပထမခြေလှမ်းတစ်ခုအနေနဲ့အောင်မြင်မှုရတယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်ปุนังควาลนังจูรำชงรำแรงสองควาลต้องปีนักร้องลายมีพูนกันชุดกันยืนนิ่งต้องปีนักกันหูลายติกเดมเจดารำออกเตจงลายจะจุนเจดาหินตะคิกาเลยหินน้ำชำเบาดอกในที่นี้น้ำหูนิ่งเตะค่ะนรกันชิมของหามองကျွန်တော်တို့ CNF ရဲ့နိုင်ငံတကာမှာရှိတဲ့ပြည်သူလူထုရဲ့အားပေးမှုကိုဒီနေ့အထိရရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ရပ်တည်လှုပ်ရှားနိုင်တဲ့အနေအထားမှာရှိတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းတွေရဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ကျွန်တော်တို့အပြစ်ရစဲရေးမူကြမ်းကိုလက်မှတ်ရေးထိုးနိုင်တာပဲရှိသေးပြီးတော့အခုကျွန်တော်တို့ဟာဒီငြိမ်းချမ်းရေးအစစ်အမှန်ကိုရရှိသေးတာမဟုတ်ပါဘူးကျွန်တော်တို့ကနိုင်ငံရေးခြေလှမ်းပဲဖြစ်ပါသေးတယ်ဒါပေမဲ့ဒီအခြေအနေမျိုးရောက်ဖို့ဆိုတာကကျွန်တော်တို့ရဲ့ဒီမှာနိုင်ငံတကာမှာရှိတဲ့ချင်းပြည်သူတွေပြည်တွင်းပြည်ပမှာရှိတဲ့ချင်းပြည်သူတွေအားပေးမှုကူညီမှုကြောင့်လာတဲ့ဒီအခြေအနေရောက်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာဆက်လက်ပြီးတော့တိုင်းသားတွေကျွန်တော်တို့ချင်းပြည်သူတွေနဲ့ချင်းလူမျိုးများရဲ့အခွင့်အရေးတွေဆက်လက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ဖို့အများကြီးကြံပါသေးတယ်ဒါကြောင့်ကျွန်တော်တို့ချင်းပြည်သူတွေရဲ့အားပေးမှုကူညီမှုဟာအများကြီးလိုသေးတယ်လို့ကျွန်တော်ပြောချင်ပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ်ကအခုပြောင်းလဲခါစပဲရှိပါသေးတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာဆိုလို့ရှိရင်ဒီမိုကရေစီအသွင်ကူးပြောင်းရေးစနစ်ကိုတွားတဲ့အတွက်ကျွန်တော်တို့ချင်းပြည်သူတွေအနေနဲ့ဒီကူးပြောင်းမှုမှာကျွန်တော်တို့ချင်းလူမျိုးတွေရဲ့စီးပွားရေးနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအများကြီးလိုပါတယ်အဲ့လိုပြုပြင်ပြောင်းလဲမှုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ချင်းပြည်သူတွေတယောက်အားလုံးနဲ့မဖြစ်သေးပါဘူး။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံတကာမှာရောက်နေတဲ့ချင်းလူမျိုးတွေထဲမှာပညာတတ်တွေလူငယ်တွေစွမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေလုပ်ငန်းရှင်တွေအများကြီးရှိပါတယ်။ကျွန်တော်အဲ့ဒီချင်းအမျိုးသားများဟာကျွန်တော်တို့အမိချင်းပြည်အတွက်ပြန်လည်ပြီးတော့ရင်းနှီးမြှုပ်နှံမှုပြန်လည်ပြီးတော့တိဆောက်ရေးမှာပါဝင်မှလာရင်ကျွန်တော်တို့ချင်းပြည်ဟာတိုးတက်ကောင်းမွန်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီပြုပြင်ပြောင်းလဲမှုတွေမှာကျွန်တော်တို့နိုင်ငံတကာရောက်ချင်းလူငယ်များချင်းမျိုးသားများဆက်လက်ပြီးတော့ပါဝင်ပေးကြဖို့ကျွန်တော်ကမေတ္တာရပ်ခံချင်ပါတယ်Hibentuk meeting dan tuan nak adi ni nak sesang dan thazong ba to kola jen nan chan song ati khut to class na te nan chan sung noi te kha chawin hibentuk CCN he ton bero nak chan than kha takam pek cha alung nak tam pi kan ngai te kha CCN min zong men chen ka ban du ကျွန်တော်အနေနဲ့လည်း CCN ကိုအထူးပဲကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီချိန်ဟာမီဒီယာခေတ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ချင်းပြည်သူလူထုနဲ့ကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့ချင်းပြည်သူလူထုဆက်ပေးဖို့ရင်းနှီးပေးဖို့ဆိုတာမီဒီယာအင်မတန်မှအရေးကြီးပါတယ်။
အဲ့ဒီအခမ်းကဏ္ဍမှာ CCN ရဲ့လှုပ်ဆောင်မှုပါဝင်မှုဟာအင်မတန်မှဒီနေ့အထိထိရောက်တဲ့အတွက် CCN ကိုလည်းကျွန်တော်အထူးကျေးဇူးတင်ရှိကြောင်းပြောကြားချင်ပါတယ် Welcome. Thank you.